Hello မင်္ဂလာပါရှင်ဒီနေ့ကတော့ရာသီဥတုကကိုယ့်ဘက်မှာဖြစ်တဲ့အတွက်ကြောင့်တင်မော်ဒီတောင်လေးအိမ်မှာထောင်းစားပါမယ်တင်မော်ဒီတောင်ထောင်းမှုဒါလေးကမကြီးမဲ့အနှစ်ကလေးနဲ့ထညဲရီစားတကြားပေါ့နော်ပြီးတော့ကြက်သွန်ပြူငရုတ်သီးစိမ့်ပေါ့နော်အကုန်လုံးကျူပြီးသားတဲ့ကိုဒါတင်မော်ဒီတောင်စားဖို့ရအတွက်တင်မော်ဒီလေးတွေပေါ့နော်ဒါကတော့တိတိလေးတွေပဲချစ်ထားတာဖြစ်တဲ့အတွက်ကြောင့်တင်မော်ဒီလေးတွေကမြင်မြင်လေးတွေပေါ့နော်ခုလိုအထူကြီးတွေမချစ်ထားပါဘူးရှင်ဒါလေးနဲ့နေရအနှံ့ရအောင်ပေါ့နော်နေပြီးတော့တံပြာရည်လေးညစ်ပါပြီတံပြာရည်လေးကလိုလို့ပေါ့နော်အချင်းလိုလို့မို့နည်းနည်းလေးထပ်ပြီးတော့ညှစ်ထည့်တာပါဒါကတော့ကစွန်ရွက်ရယ်နန်းနန်းမင်းလေးရယ်ကကြီးနဲ့အချာညှက်ထည့်ပါလေရှင်ဒါလေးကနန်းနန်းမင်းလေးကလည်းမှု့မွေးလေးပေါ့နော်ကစွန်ရွက်ကနည်းနည်းအဆက်ပြအောင်ပေါ့နော်ဒါလေးကိုနှံ့နေအောင်နေပါဦးမယ်နှံ့နေအောင်နေပြီးတော့အပေါ်ငံအမြင့်ကြီးပါအောင်မယ်ပေါ့နော်အပေါ်ငံအမြင့်ကြီးတော့အားလုံးရတာအတော်ပဲဖြစ်သွားပါပြီရှင်ကဲခုဆိုရင်အမတန်မှစားခြင်းတော့ပဲကောင်းတယ်တင်မောဒီတောင်လေးချင်းချင်းဆက်ဆက်ထိထိမိမိနဲ့ပွင့်ထွက်နေတဲ့တင်မောဒီတောင်လေးရပါပြီရှင်